ဘယ်ကိစ္စပဲလှုပ်အခက်ခဲဆိုတာကြုံတတ်တယ်အဲ့ဒီကြုံလာတဲ့အခက်ခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိတယ်။ဘာတွေကိုသိခံရတာတုံးလို့ဆိုရင်ယာတိဥရုဒံကိုသိခံရတယ်။ကိုယ်နဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပြောအဆိုကိုလည်းသိခံရတယ်။နော်။ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှိရင်လည်းယောဂဝေဒနာကိုသိခံရ။အဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံအခက်ခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်သိခံခြင်းဆိုတာအရေးကြီးတယ်။များသောအားဖြင့်သိခံတယ်ဆိုတာလူတွေကတစ်ဖက်သားကကိုယ်စော်ကားတာကိုငုံခံတာကိုပဲသိခံတယ်လို့ထင်တာတကယ်ကတော့သိခံမှုဆိုဒီမှာစိတ်နှလုံးမတုန်လှုပ်ပဲနဲ့ဘဂတိအနေအထားမပြတ်အောင်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုသိခံတယ်လို့ခေါ်တာအဲ့ဒါလို့မဟုတ်ပဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြေမနပ်ဖြစ်နေရင်သိခံခြင်းဆိုတဲ့ခန္တီမဖြစ်ဘူးသိခံခြင်းဆိုဒီမှာကိုယ်ကိုစော်ကားလည်းပဲဒီစကားကိုဖျောက်ပလိုက်တယ်ဖြတ်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးတွေးတောတာမလုပ်ဘူးဒါဟာသိခံအပူဒဏ်အေးဒဏ်ဆာလောင်တဲ့အတန်တွေခက်ခဲပင်ပန်းမှုတွေအကုန်သိခံ